တထေးကြီးကအမျိုးသမီးတကယ်စိတ်ယောဂရှိမရှိစမ်းသပ်ဖို့သူမရှိမှာအပေါ်ထက်အင်ကြီးကိုတမင်တက်ချုပ်ပြလိုက်တဲ့အမျိုးသမီးကကလေးတစ်ယောက်လိုသူ့ရဲ့လက်စည်းကျိုးနဲ့စော့ကစားနေတာကိုမြင်လိုက်ရတော့တထေးကြီးကသူမကိုဆက်ဆန်းသက်ချင်စိတ်ကုန်ခန်းသွားတယ်ဒါကြောင့်သူ့လက်ပြီးထွက်သွားခဲ့တဲ့အမျိုးသမီးကတိတ်တဆိတ်တပြင်းချလိုက်တယ်တကယ်တမ်းတော့အမျိုးသမီးကလုံးဝယူသွတ်နေတာမဟုတ်ပါဘူးဒါပေမဲ့သူမကိုမိသားစုကအထီးကျန်စိတ်ကြွစေုံကျွန်းတကျွန်းပုံမှာ10နှစ်တိုင်ပိတ်လောင်ထားခဲ့တာပါသူမကဘယ်တော့မှပြန်လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးလို့ထင်နေခဲ့တယ်အဲ့ဒီနေ့ကတထေးကြီးကျွန်းပေါ်ကိုရောက်လာချိန်ထိပါပဲအမျိုးသမီးကကွယ်လွန်သွားတဲ့သူ့ညီမလေးနဲ့တစ်ထပ်တည်းတူနေတာကိုသူတွေ့ရှိသွားခဲ့တယ်ဒါကြောင့်အမျိုးသမီးကိုသူ့ရဲ့ဆိုင်စီချက်ချင်းခေါ်လာခဲ့ပြီးသူမကိုပြုစုဆောက်ရှောက်ဖို့လူတော်စီစဉ်ပေးခဲ့တယ်တထေးကြီးကဘာကြောင့်သူမကိုခေါ်ထားလဲဆိုတာအမျိုးသမီးနားမလည်တာကြောင့်လူဟန်ဆောင်တဲ့အလုပ်ကိုပဲဆက်လုပ်နေခဲ့ရတယ်တထေးကြီးရေချိုးနေတော့အခွင့်အရေးယူပြီးထွက်ပြေးဖို့အမျိုးသမီးကစီစဉ်ခဲ့ပေမဲ့တထေးကြီးကမိသွားခဲ့တဲ့အမျိုးသားကသူမသာထွက်ပြေးဖို့ရဲဝင်ရင်ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမယ်လို့တတိပေးခဲ့တယ်နောက်တော့အမျိုးသမီးကညီမဖြစ်သူကိုလွမ်းဆွနေတဲ့အမျိုးသားအတွက်သူမဟာအစားထိုးတက်တာဖြစ်ကြောင်းအင်ကူရီစီကနေသိလိုက်ရတယ်ဒီအချက်ကသူမကိုထွက်ပြေးဖို့ပို့ပြီးဆုံးဖြတ်ချက်ခိုင်မာသွားစေတယ်ဒါကြောင့်အမျိုးသားအိမ်ကနေထွက်သွားတာကိုမြင်တာနဲ့အမျိုးသမီးကအခွင့်အရေးယူပြီးအင်ကူရဲ့ရေခွက်ထဲအိတ်ဆေးတွေထဲကတိတ်တဆိတ်ထွက်ပြေးလာခဲ့တယ်သူမကညဈေးတန်းကိုပြေးသွားပြီးအသားကင်ကိုပျော်ပျော်ရွှင်ရွှင်စားတောက်နေခဲ့တယ်ဒါပေမဲ့လူမိုက်တချို့ကသူမကိုလှတယ်လို့ထင်ပြီးလာရောက်အနှောက်အယှက်ပေးကြတယ်ဘာမှတွေဝေမနေပဲအမျိုးသမီးကကိုကောက်ွယ်ဖို့အသားကင်တုပ်တစ်ချောင်းကိုကောက်ကင်လိုက်တယ်လူမိုက်တွေကအမျိုးသမီးကိုကြောက်လန့်ပြီးချက်ချင်းထွက်ပြေးသွားကြတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးကသူ့ရဲ့တက်တော်ဆောင်တွေနဲ့အတူညဈေးတန်းမှာရုတ်တရက်ပေါ်လာခဲ့တဲ့အမျိုးသမီးအလန့်တကြားဖြစ်သွားပြီးရုပ်ဖြတ်ဖို့အတွက်ဈေးတယ်ရဲ့အပေါ်ထက်အင်ကြီးကိုအမြန်ကောက်ဝတ်လိုက်တယ်အဲ့ဒီနောက်သူမထွက်သွားဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့တထေးကြီးရဲ့တပည့်တွေကသူမကိုဈေးတယ်လို့အထင်မှားသွားပြီးအစားအသောက်တွေလာချပေးဖို့တိုက်တွန်းကြတယ်အမျိုးသမီးမှာရွေးချယ်စရာမရှိတော့ပဲနောက်ပြန်လှည့်ပြီးသူတို့အတွက်အသားကင်ပေးလိုက်ရတဲ့အစားအသောက်တွေချပေးပြီးနောက်အမျိုးသမီးကလှည့်ထွက်သွားဖို့လုပ်တယ်ဒါပေမဲ့တထေးကြီးကသူမကိုရက်ဖို့ရုတ်တရက်လှမ်းခေါ်လိုက်တယ်အဲ့ဒီအချိန်မှာသူ့ဘေးနားကအမျိုးသမီးအဖော်တစ်ယောက်ကသူ့ကိုရုတ်တရက်တိုက်ခိုက်လိုက်တယ်ကံကောင်းထောက်မှစွာနဲ့တထေးကြီးကအမြန်တုတ်ပြန်နိုင်ခဲ့ပြီးအမျိုးသမီးကတော့ရုတ်တရက်ဖြစ်ရကြောင်းကြောက်လန့်ပြီးမင်းတက်သွားတဲ့ဆန်အိမ်ကိုပြန်ကြမယ်လို့တထေးကြီးပြောတာကိုကြားပြီးနောက်သူ့ရဲ့ရက်ဆက်တဲ့နီလန်းတွေကိုမြင်တွေ့ခဲ့ရတဲ့အမျိုးသမီးကလည်းချက်ချင်းပြန်ဖို့ဆုံးဖြတ်လိုက်တယ်သူမထွက်ပြေးခဲ့တယ်ဆိုတာကိုအမျိုးသားသိသွားခွင့်ပေးလို့လုံးဝမဖြစ်ဘူးလေအမျိုးသမီးကသူနဲ့တူပြန်လိုက်သွားဖို့စီစဉ်ပြီးတထေးကြီးကရဲ့နောက်ဖုံးထဲမှာတိတ်တဆိတ်ဝင်ပုန်းနေခဲ့တယ်ဒါပေမဲ့သူမရှိနေတာကိုအမျိုးသားကတတိထားမိနေပြီဆိုတာသူမဘယ်တော့မှမထင်ထားခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့အခါတထေးကြီးကအမျိုးသမီးရဲ့အခန်းစီတန်တန်မတ်မတ်လျှောက်သွားခဲ့တယ်သူမအိပ်ပျော်နေတဲ့ပုံစံကိုမြင်လိုက်ရတော့တထေးကြီးကသူထင်တာမှားသွားတယ်လို့တွေးလိုက်တယ်သူမနိုးလာအောင်လို့နှာခေါင်းကိုညှစ်လိုက်တယ်အဲ့ဒီနောက်အမျိုးသမီးကိုပွေ့ချီပြီးအောက်ထပ်ကိုအစာစားဖို့ခေါ်သွားခဲ့တယ်ထမင်းစပွဲမှာအမျိုးသမီးကတမင်တက်ယူကြောင်လုပ်ပြပြီးထမင်းတွေနေရာအနှံ့ဖိတ်ကြအောင်လုပ်တယ်ဒါပေမဲ့အမျိုးသားကဒီလိုပုံစံလေးကချစ်စရာကောင်းတယ်လို့ပြောတယ်အမျိုးသမီးကအစားရွေးတလားလို့အိမ်ကူကိုသူမေးလိုက်ရအိမ်အကူကသူမဟာအရန်လိမ်မာပြီးကြွေးတာမှန်သမျှအကုန်စားတယ်လို့ပြောတယ်ဒါပေမဲ့အမျိုးသားကအမျိုးသမီးအနေနဲ့အစားနည်းနည်းရွေးရင်ပိုကောင်းမယ်အသားကင်လိုဟာမျိုးတွေမစားသင့်ဘူးလို့ပြောလိုက်တယ်သူ့စကားတွေကအရေးအမြတ်ကိုအမျိုးသမီးနားလည်သွားပြီးကြီးငြိမ်တရားဟန်ဆောင်နေုံသာတက်နိုင်ခဲ့တယ်အမျိုးသားကသူမအနာကိုရှောက်လာပြီးအပြင်မှာခိုးစားတာကိုငါတွေ့ရင်အကျိုးဆက်တွေအရန်ဆိုးရွားလိမ့်မယ်လို့တတိပေးလိုက်တဲ့အမျိုးသမီးကသူမမယူသွတ်ဘူးဆိုတာကိုသူစီဝန်ခံတဲ့တလားလို့စတင်ဝေခွဲမရဖြစ်လာတယ်ဒါပေမဲ့